ဘယ်လိုမှရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့ relationship တစ်ခုကိုကိုယ့်ဘက်ကကြည်ကြည်နက်နက်ကြီးလက်လွတ်ခဲ့ရပြီးမှနောက်ွယ်မှာနောင်နာမရနေအောင်အတူရှိနေတုန်းမှာတန်ဖိုးထားပေးလိုက်ပါကိုတကယ်ချစ်တယ်ဆိုရင်ဘာမဟုတ်တဲ့အသေးမွားကိစ္စလေးတွေကိုလိုက်ပြီးပုံကြီးချက်မနေပါနဲ့နားလည်ပေးလိုက်ပါဒါမှမတော်လို့လမ်းခွဲခဲ့တယ်ဆိုရင်တောင်ကိုလိပ်ပြာကိုလုံးတယ်ဆိုတဲ့ခံစားချက်မျိုးနဲ့ရှေ့ဆက်သွားနိုင်မှာဖြစ်ပါတယ်ကိုကအခုလက်ရှိ single ဆိုရင်လည်း single life မှာပျော်ကြီးဖြတ်သန်းလိုက်ပါ relationship တစ်ခုကိုတကယ်ချစ်မှစတာအကောင်းဆုံးပါပဲတငယ်ချင်းတွေမြှောက်ပေးတိုင်းလည်းမစားနဲ့သူများတွေကိုအားကြတိုင်းလည်းမစားနဲ့စော်ရှိမှတို့ဘဲရှိမှဘောင်းဝင်မယ်ဆိုတဲ့အုံနောက်လည်းပဲ update မလုပ်ရသေးတဲ့သူတွေရဲ့စကားကိုလည်းခေါင်းနဲ့သိပ်ထည့်မနေပါနဲ့ကိုယ့်ရဲ့ခံယူချက်နဲ့ကိုလွတ်လပ်စွာရှင်းသန်လိုက်ပါဒါကတော့ relationship နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်မြင်ပေါ့နော်ကျွန်တော်ထက်ကောင်းတဲ့အကြံဉာဏ်တွေရှိတယ်ဆိုရင်လည်း comment မှာရေးသားပြလို့ရပါတယ်အားလုံးပဲကျေးဇူးပါ